CSO Academy မှာသင်တန်းတက်ရောက်မဲ့ကျောင်းသူကျောင်းသားများနဲ့မိဖက်အဖွဲ့အစည်းများကို CSO Academy platform မှာရှိတဲ့ teachers တွေအကြောင်းမိတ်ဆက်ပြောပြချင်ပါတယ်။အရင်ဆုံး CSO Academy platform သို့သွားပါ။စာသင်ခန်းထဲမှာတော့စာရင်းပေးသွင်းထားတဲ့သင်တန်းတွေတက်ရောက်နေစေသင်တန်းတွေနဲ့တက်ရောက်ပြီးစီးတဲ့သင်တန်းတွေကိုတနေရာထဲမှာကြည့်နိုင်ပါတယ်။သင်တန်းနာမည်တွေအောက်မှာသက်ဆိုင်ရာသင်တန်းလေ့လာပြီးစီးမှုရာခိုင်နှုန်းနဲ့တက်ရောက်ဖို့ကြန့်ရှိနေသေးတဲ့အချိန်ကိုကြည့်လို့ရပါတယ်။သင်တန်းတွေကိုရှာဖွေတက်ရောက်ဖို့ရှာဖွေဆိုတဲ့နေရာမှာဆိုရင် CSO Academy ကဖွင့်လှစ်ထားတဲ့သင်တန်းတွေအပြင်မိဖက်အဖွဲ့အစည်းတွေကဖွင့်လှစ်ထားတဲ့သင်တန်းတွေကိုသင်တန်းကျောင်းလိုက်ရှာဖွေတက်ရောက်နိုင်တယ်လို့ Basic Level, Intermediate Level, Advanced Level အဆင့်ဆင့်အပြင်သက်ဆိုင်ရာ level လိုက်ကဏ္ဍစုံလင်စွာလွယ်ကူကူရှာဖွေတက်ရောက်လို့ရပါတယ်။စကားဝိုင်းနေရာမှာတော့သင်တန်းနဲ့ပတ်သက်လို့ဖြစ်စေသင်ကြားရေးကိစ္စနဲ့ပတ်သက်လို့ဖြစ်စေအကူအညီရယူနိုင်တဲ့ဆွေးနွေးခန်းတွေနဲ့သင်တန်းအလိုက်ခေါင်းစီတွေခွဲထားပေးတဲ့ဆွေးနွေးခန်းတွေရှိပါတယ်။ဒီနေရာတွေမှာသင်တန်းသူသင်တန်းသားချင်းချင်းချိတ်ဆက်ဆွေးနွေးမှုတွေပြုလုပ်နိုင်ပါတယ်။ဒီထဲမှာဆိုရင်တော့ဗဟုသုတရပွဲစာစင်တွေနဲ့အချိန်နဲ့တပြေးညီထုတ်ပြန်ထားတဲ့သတင်းတွေအကြောင်းကိုဖတ်ရှုနိုင်မှာဖြစ်ပါတယ်။သင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါမှမကပဲတခြားဗဟုသုတရပွဲအကြောင်းအရာတွေကိုပါစာဆောင်မှာဖတ်ရှုနိုင်မှာပါ။ကိုယ့်ရဲ့အကောင့်ကိုစိတ်တိုင်းကြထိန်းညှိနိုင်မဲ့အထွေထွေ setting CSO Academy platform ရဲ့လုံခြုံရေးဆိုင်ရာမူဝါဒတွေအကောင့်စကားဝက် password ပြောင်းလဲခြင်းလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်နိုင်ပါတယ်။ဒါအပြင်ပြီးမြောက်ထားတဲ့သင်တန်းတွေကိုကြည့်ရှုနိုင်တယ်လို့သင်တန်းအောင်လက်မှတ်တွေကို download ရယူထားနိုင်ပြီးအခြားမိမိအကောင့်အသုံးပြုမှုနဲ့ဆိုင်တာတွေကိုချိန်ညှိလို့ရပါတယ်ဒီကဏ္ဍလေးကိုအသုံးပြုဖို့ CSO Academy main page နေရာကနေဝင်ရောက်ပါကိုယ့်ရဲ့ဗဟုသုတကျွမ်းကျင်မှုကိုမေးခွန်းဖြေရင်အချိန်မီစမ်းစစ်ဖို့ CSO Academy ကစမ်းစစ်ခြင်းဆိုတဲ့ကဏ္ဍတစ်ခုကိုလည်းဖန်တီးထားပါသေးတယ်ဒီလှုပ်ဆောင်ချက်တွေကတော့ CSO Academy ရဲ့သင်တန်းသူသင်တန်းသားတွေအတွက်သင်တန်းတွေတက်ရောက်ရာမှာအဆင်ပြေပြေနဲ့တက်ရောက်နိုင်ဖို့စီစဉ်ပေးထားတဲ့လှုပ်ဆောင်ချက်တွေပါပုံမကောင်းမွန်တဲ့သင်ကြားရေးတွေရယူနိုင်ဖို့လည်း platform အဆင့်မြင့်တင်မှုတွေကိုပုံမှန်လှုပ်ဆောင်ရရှိပါတယ်စင်ဆက်မပြတ်လေ့လာပြီးတိုးတက်အောင်မြင်မှုတွေရရှိနိုင်ဖို့ CSO Academy platform ကိုခုပဲအသုံးပြုလိုက်ဖို့ဖိတ်ခေါ်ပါတယ်